ဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာကိုယ်ကြီးကတကယ်စိုးရိမ်စရာကောင်းတာနော်ဒီတိုင်းနေတော့လူတွေကကြမ်းမာတယ်ဆိုမစိုးရိမ်ကြဘူးလေယောဂဖြစ်ပြီဆိုတဲ့အခါမှာစိုးရိမ်စရာဘယ်တော့ကောင်းတော့ကြကင်ဆာယောဂတဲ့တော့ကြဘာဖြစ်တယ်ဆိုတဲ့အဲ့ဒီလူတွေမှာသေလောက်အောင်ဖြစ်တဲ့ယောဂတွေကိုတွေးကြည့်လိုက်မယ်ဆိုရင်ဘဝကြီးဟာစိုးရိမ်စရာကြီးပဲဒီတိုင်းနေတော့စိုးရိမ်စရာမရှိဘူးလို့ထင်နေတယ်သို့တော့လူတွေရဲ့ရထားတဲ့ခန္ဓာကိုယ်ကြီးအစိုးရိမ်စရာကြီးတယ်မြင်အောင်ကြည့်မယ်ဆိုရင်နေ့စဉ်နဲ့အမျှပြောင်းလဲပြီးပျက်စီးနေတဲ့ခန္ဓာကိုယ်ကြီးကိုလူတွေဟာဘယ်လိုလုပ်ပြီးတော့ကျင့်တတ်စရာကောင်းမှာတော့အမြဲတမ်းရွေးပြီးတော့အမြဲတမ်းပျက်စီးနေတယ်အဲ့ဒီခန္ဓာကြီးငြိမ်းသွားတာကိုလည်းနိဗ္ဗာန်လို့ခေါ်လိုက်တာဒီခန္ဓာကြီးရှိနေသမျှစိုးရိမ်တော့တာဆိုတာရှိနေဦးအဲ့တော့တဏှာငြိမ်းသွားတဲ့အတွက်ကြောင့်ခန္ဓာငြိမ်းသွားတယ်ဆိုတာနောက်တစ်ခန္ဓာတစ်ခုမရတော့တာမန်ပုရုษင်ပုဂ္ဂိုလ်တွေကြတော့တွေ့တာမှုတွေရှိနေလို့လက်ရှိဘဝလေးကိုဆွံ့လိုက်ရတဲ့အခါနောက်ဘဝတစ်ခုဆိုတာပြန်ယူပြန်တယ်နောက်ဘဝတစ်ခုဟာတွေ့ရှက်တာပြန်ဆက်သွားပြန်နောက်တစ်ခုဆိုတာဆက်နေပြန်တယ်ဒီဘဝသာဆုံးသွားတော့လေနောက်ဘဝကအစဉ်စဉ်ဖြစ်နေပြန်အဲ့ဒါလိုနဲ့စဉ်ဆက်မပြတ်ဖြစ်နေတဲ့ဘဝတန်တရားကြီးဟာပြတ်ဆဲသွားပြီအကြောင်းတရားတွေကင်းလို့အကျိုးတရားတွေပြတ်ဆဲသွားပြီဆိုတဲ့ပြတ်ဆဲမှုချုပ်ငြိမ်းမှုချုပ်ငြိမ်းတာဟာတမန်အပြင်ကြည့်ရင်ငါဘဝချုပ်ငြိမ်းသွားတယ်လို့ဒီလိုတွက်လိုက်လို့ရှိရင်လူဟာကြောက်စိတ်တွေပေါ်လာဒုက္ခချုပ်ငြိမ်းတယ်ဆိုလို့ရှိရင်တော့ကြောက်ချင်မှကြောက်ပါနော်ကိုခံစားနေရတဲ့ဒုက္ခတွေငြိမ်းသွားတယ်ဆိုလူတိုင်းကဒုက္ခမကြိုက်ကြမကြိုက်တော့ဒုက္ခငြိမ်းသွားတယ်ဒါကြောင့်မို့သစ္စာလေးပါးထဲမှာမြတ်စွာဘုရားဒုက္ခនិရောဓလို့ခေါ်ထားတာနိဗ္ဗာန်ဆိုတာဘာလို့ဒုက္ခនិရောဓဒါဖြင့်ဒုက္ခဆိုတာဘာလို့လို့မေးလိုက်ပဲဆိုရင်ဒီလူမသိသူမသိဒုက္ခဘာလို့ဆိုတန်ခိတ်တေနပိစုပါရနေခန္ဓာဒုက္ခတပည့်ဆက်ကြမှာဒုက္ခကိုပြောတဲ့ခန္ဓာ၅ပါးဒီခန္ဓာ၅ပါးရှိနေလို့ရှိရင်ဒုက္ခဆိုတာရှိဒါကိုပဲဒုက္ခဆိုတာခန္ဓာ၅ပါးကိုပြောတယ်ခြေနဲ့ဆရာမကောင်းဘူးကိုထင်တဲ့အတိုင်းတစ်ခုမှမဖြစ်ဘူးကိုယ်ဆန္ဒအတိုင်းတစ်ခုမှမဖြစ်ဘူးခြေနဲ့ဆရာမကောင်းဒါကြောင့်မို့အဲ့ဒီဒုက္ခဆိုတာဟာခန္ဓာ၅ပါးကိုပြောတာအဲ့ဒီဒုက္ခငြိမ်းနေဆိုတာခန္ဓာ၅ပါးငြိမ်းသွားတာကိုပြောတာအဲ့ဒီငြိမ်းသွားတာဟာမရှိဘူးလားဆိုရှိတယ်ငြိမ်းတဲ့အနေနဲ့ရှိတယ်အကြောင်းငြိမ်းရင်အကျိုးငြိမ်းအကြောင်းနဲ့အကျိုးဆက်ဆက်ပြီးတော့နေဥပမာမဲ့ဖျောင်းနိုင်မီလေးပဲထွန်းစီမီကွက်ကလေးပဲထွန်းတာမိတော့ကလေးဖျောင်းနိုင်ရဲ့ဖျောင်းစီနေရဲ့သို့မဟုတ်စီရဲ့မိစားရဲ့အဲ့ဒါတွေကိုဖယ်ထားလိုက်ကြည့်လိုက်မိတော့ကလေးဆိုတာလေးကိုကြည့်လိုက်မိတော့ကလေးဟာဖျောင်းနိုင်မဟုတ်ဘူးမိတော့ကလေးဟာမိစားမဟုတ်ဘူးเนาะအဲ့ဒီမိတော့ကလေးဆိုတဲ့အလင်းရောင်လေးပေးထားတဲ့မိတော့ကလေးဟာဘယ်ပေါ်မှာယက်တည်နေတာတော့ဆိုရင်ဖျောင်းနိုင်ဆိုရင်ဖျောင်းစီနဲ့မိစားပေါ်မှာယက်တည်နေစီမိခွက်ထဲမှာဆိုလို့ရှိရင်စီနဲ့မိစားပေါ်မှာယက်တည်နေကဲစီလည်းထပ်မဖြစ်တော့ဘူးမိစားလည်းကုန်သွားပြီဆိုရင်ဒီပြီးတော့လေးပဲရောက်သွားငြိမ်းသွားတာပဲဖြစ်တယ်ပေါ့ငြိမ်းသွားတာဟာပဲရောက်သွားတော့လို့မေးစရာအကြောင်းမရှိတော့ဘူးငြိမ်းသွားခြင်းပဲကျေးဇူးဆိုတဲ့နေရာမှာကိုယ်ကိုအကျိုးပြုတဲ့အရာမှန်သမျှကျေးဇူးလို့သတ်မှတ်ပြီးတော့မပြစ်မှားမိဖို့ကျေးဇူးကမ်းတယ်ဆိုတဲ့မက္ခတရားမဖြစ်စေဘူးတတိထားဆောင်ရွက်ကြမှာဖြစ်တယ်မေတ္တာပူဇာမိတ်ဆွေတွေရဲ့ဂုဏ်ကျေးဇူးကိုသိရှိနားလည်ပြီးကျေးဇူးတရားကိုသိတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဘယ်လိုအကျိုးကျေးဇူးတွေကိုရနိုင်သလဲရှင်းနှက်လောက်တဲ့အကျိုးကျေးဇူးတွေကိုကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာမှဆိုတာဟာမြေကြီးလက်ခတ်မလွယ်ဘူးဘာမှလည်းယုံမှတန်တရားဖြစ်เสียမရှိဘူးတို့တွေအလွန်ကံကောင်းနေမိကောင်းဆွေကောင်းတွေရဲ့ကျေးဇူးတရားကိုတို့တွေဟာဒီဘယ်တော့မှစော်ကားမော်ကားလှုပ်ထမျိုးမရှိဘူးဆိုတာမျိုးဒီတရားကိုနိုင်မှတ်သားခြင်းအဖြစ်ကိုယ့်ရဲ့နှလုံးထဲမှာရောက်အောင်လုပ်ဖို့လိုတယ်ဒီကနေ့ခေတ်မှာတော့
ကျေးဇူးတင်တယ်ဆိုတာပါဇက်ဖြားလေးမှာပဲပျောက်ကွယ်နေကြတယ်ပါဇက်ဖြားလေးမှာပဲရှိရှင်တွေကပါကြမပါနော်ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးဟာပါဇက်ဖြားရောက်နေတယ်ပေါ့အလွယ်တကူနဲ့ပြောကြတယ်ပါဇက်ဖြားလေးနော်ပါဇက်ကလေးနဲ့အခန္ဓာ lip service ဆိုတာမျိုးပေါ့ပစီပရမအလွယ်တကူပြောကြတယ်သို့သောယင်ထဲမှာကျေးဇူးတရားသိတတ်မှုဟာအခိုင်အမာရှိနေဖို့အရေးကြီးတယ်ဒါကတော့ဗဒ္ဓမအရေးကြီးတယ်မိတ်စတိတိမိတ်တော်မေတ္တာသက်ဝင်ချစ်ခင်တတ်တဲ့ကိုယ်အကျိုးကိုလိုလားတဲ့အကျိုးစီးပွားကိုဆောင်ရွက်တဲ့အစဉ်ဆက်ဆောင်ရွက်သွားကြတဲ့မိတ်ဆွေတွေပတ်ဝန်းကျင်အားလုံးဟာအကျိုးပြုတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေကိုမပြစ်မှားဘူးဆိုလို့ရှိရင်တိမိယဇတ်တော်မှာဘယ်လိုအကျိုးကျေးဇူးတွေရတယ်ဆိုတာကိုရှင်းလင်းဖော်ပြထားတာလေးကိုမှတ်သားကြည့်ကြရအောင်